နေ့စဉ်တောင်းထိုင်းစကားလေး9လုံးမျှဝေချင်တယ်သူသွားနှေးတီစာလုံးပေါင်းပြပေးမယ်ခေါ်အောင်เขาปอไอไปเขาไปชออาฉาไม้ถูกช้าเขาไปช้าตูตัวราเนดีมาตัวไหนลูกอะไรโซลูชันဖြေတာပေါ့နော်ဖော်ရောကကြတော့ပြီးတွဲဖြစ်ပါတယ်ဒီနှလုံးကဒါကြတော့စရတီတောင်းလို့စရဖော်ရောအော့เพราะปอไอไปเพราะไปหมอไอไหมไม่เอกไม่เพราะไปไม่หอวอไอไหวเพราะไปไม่ไหวโอเคนะคะอ๋ออะรออะไรหอรออ้อหรอมาแล้วเห็นอะไรหรอหมายเลข4น้ำอะไรบุชีไม่เข้าใจค่ะไม่เคลียร์เนาะชีယောက်ျားလေးဆိုလို့ရှိရင်ဒီနေရာမှာခင်မြလို့တောင်းလို့ရပါတယ်ရှင်နားမလဲဘူးခင်မြဆိုလို့ရှိရင်ไม่เข้าใจครับဒီနေရာမှာဒီက main ကလေးဆိုတော့ရှင်းလို့တောင်းထားပါတယ်နားမလဲဘူးရှင်စာလုံးပေါင်းပြမယ်မောไอไหมไม่ขอเอาเขาไม่ถูกเข้าไม่เข้าจอไอใจไม่เข้าใจขอค่ะไม่เอกค่ะไม่เข้าใจค่ะဟုတ်လားဆိုတော့ဖြေတာပေါ့နော်ဟုတ်လားလို့လည်းပြောတာပေါ့နော်ရောနောက်တစ်မျိုးကကြတော့ရူးလို့လည်းပြောတယ်ရူးလည်းမှန်တယ်ရောလည်းမှန်တယ်ค่ะကိုကဘလို့တောင်းချင်လဲရူဆိုရီလို့ပြောမယ်ရောဆိုရောလို့ပြောမယ်ယင်ကရောလို့ပြောမယ်နော်ဟောရောလာဟုတ်လားမှန်လားဆိုလို့ရှိရင်จริงหรอယင်ကအဲ့လိုတောင်းတယ်จริงကကြတော့မှန်တာပေါ့နော်မှန်တာကကြတော့จอรออีงอจริงหอรอหรอจริงหรอမှန်လားတမမဟုတ်တကယ်လားအဲ့လိုတောင်းပါတယ်จริงหรอအဲ့လိုတောင်းပါတယ်ค่ะ